Hello မင်္ဂလာပါရှင်ဒီနေ့မှာတော့ဆန်နီကအရန်စိန်နေနဲ့ရောဂျီလီဝဲအထည်လေးတွေခတ်ဖို့အတွက်ပါအဆင်ပြေသင့်တော်တဲ့1540ကြီးတွေရမှာ customer တွေအကြိုက်တွေ့တဲ့ item လေးတွေအကြောင်းပြပြပေးချင်ပါတယ်အဲ့ဒါကတော့1540 D ရဲ့ VBF VS FGBVS နဲ့ FGBVS VS ဆိုပြီးဖြစ်ပါတယ်1540ကြီးစိန်ဆိုင်နေဆိုရင်လူကြီးမင်းတို့တမိုးကြီးကြောက်တွေရဲ့အရန်စိန်နေနဲ့ပဲအသုံးပြုမလားဒါမှမဟုတ်ဂျီလီဝဲအထည်လေးတွေပဲခတ်ဝင်မလားရွေးချယ်လို့ကောင်းတဲ့စိန်ဆိုင်တစ်ခုဖြစ်ပါရဲ့နော်1540 D ရဲ့ VBF VS ဆိုရင်တကာရက်ကို23သိန်းကျော်ဝန်းကျင်ခေါ်ရိုးဝယ်ယူမယ်ဆိုရင်တော့18သိန်းဝန်းကျင်ပဲကြားတင်မှာဖြစ်ပြီး1540 FGBVS ဆိုရင်တကာရက်ကို24သိန်းဝန်းကျင်ခေါ်ရိုးဝယ်ယူမယ်ဆိုရင်တော့19သိန်းဝန်းကျင်ပဲကြားပါတော့မယ်နော်ဒါအပြင်စညွတ် Grand Diamond မှာရောင်းဝအကောင်းဆုံးနဲ့လူကြိုက်အများဆုံးဖြစ်တဲ့ FG VBF VS ဆိုရင်တကလက်ကို30ဝန်းကျင်နဲ့ဖြစ်ပြီးခေါ်ရိုးဝယ်ယူမယ်ဆိုရင်တော့16သိန်းဝန်းကျင်ပဲကြားပါတော့မယ်နော်စညွတ် Grand Diamond မှာဆိုရင်တပွင့်ချင်းပဲရွေးယူမလားဒါမှမဟုတ်လက်ကားသမားများအတွက်ခေါ်ရိုးပဲဝယ်ယူမလားရွေးချယ်လို့ရတာမို့ stock မကုန်ရင်စညွတ် Grand Diamond ချိန်တိုင်းကိုအမြန်ဆုံးသာလှမ်းလာခဲ့လိုက်တော့နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ် Grand Diamond ချိန်တိုင်းကဆေးဆိုစီစံဒီပါရှင်